အားလုံးပဲမင်္ဂလာပါဒီနေ့ topic ကတော့ကျမတို့ဟိုဟာ TV ရဲ့မနေ့ကကိုတက်တည်သွားတဲ့ကောင်းမလေးရဲ့သိတဲ့လောက်ပေါ့ဗျာပြောပြပါမယ်အဲ့တော့လူဆောင်ရင်လည်းကျမအပြင်ကနေပြန်လာလို့မျက်နှာကိုပေါင်းတင်မလို့အပြင်မှာနေရီပူတယ်လေနေရီပူတော့ပေါင်းတင်လို့လူဆောင်ရင်လည်းပေါင်းတင်လို့တေရု사랑합니다 하늘이 내린 것ဟုတ်မင်္ဂလာပါပေါင်းတင်မလို့ပေါင်းတင်နဲ့ကျွန်မပြောပြပါမယ်ဒီနေ့ဟိုဟာစိတ်တူခဲ့တဲ့ဟာရဲ့မနေ့ကကောင်မလေးအကြောင်းလေးရဲ့ပြောပြမယ်ဒီနေ့ကကျမတို့ဒီနိုင်ငံမှာလေမြန်မာနိုင်ငံသားတွေအပေါ်မှာအလုပ်ရှင်တွေကကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်အလုပ်ရှင်ကောင်းပြီးတော့အောက်ကဂျာကြီးတွေကမကောင်းတာလည်းရှိတယ်အဲ့တော့ဒီနေ့အလုပ်သမားကောင်လေးတယောက်ကသူ့ရှိမှာကျမတစ်ခါပြောဥပါတယ်ဟာပေါ့ကျမတို့ TV ပေါ့နော် TV ရှိတဲ့အခါကျတော့ချောင်းနေတမတရားဆိုးတဲ့အခါကျတော့သူ့ကိုတစ်လကျော်လောက်ရှိပြီအလုပ်တစ်လကျော်လောက်ရှိပြီအလုပ်မစင်ခိုင်းဘူးပေါ့တစ်လကျော်လောက်ရှိပြီအလုပ်မစင်ခိုင်းအဲ့တော့အခုလည်းကြာသူ့ယောဂအခြေအနေကိုကျမတို့ကတလိပ်တွေဘာတွေစစ်လိုက်တဲ့အခါကျတော့တလိပ်ပိုးစစ်ဖို့လဲ2ပတ်လောက်ကြာတယ်အဲ့တော့2ပတ်လောက်ကြာပြီးစစ်လိုက်တဲ့အခါကျတော့ထူးဆန်းဗျကျမတို့အရင်စရိုက်ချင်းရိုက်တဲ့အစုပ်ကမဲသေးနေတာနော်အခုဒီနေ့ရိုက်တဲ့အစုပ်ကတော့နည်းနည်းလေးပါဖြစ်သွားတယ်ဖိုးသွားတယ်နည်းနည်းလေးဖိုးသွားတယ်ဒါပေမဲ့အစုပ်ရဲ့အထက်ထဲမှာပဲပိုးရှိနေတာတကယ်ဆိုရင်အစုပ် TV ကအပြင်ကိုကူးတယ် तू ကအထက်ထဲအစုပ်ထဲမှာပဲရှိနေတော့အပြင်ကိုမကူးရှာလို့မတွေ့ဘူးပိုးကအပြင်မှာဒါပေမဲ့အဲ့ဒီအပိုးကိုရှာခြင်းတော့ကိုရီးယားနိုင်ငံမှာဈေးလည်းအများကြီးပေးရတယ်4-500လောက်မှာရှိတယ်ဒါပေမဲ့သွားပြီးလုံမနေတော့ဗျဆေးနဲ့ပဲကူလိုက်တယ်ဆေးနဲ့ကူလိုက်တဲ့အခါမှာအစုပ်အရင်ကမဲသေးနေတာနဲ့အခုကဘာဖြစ်တာဖြူလာတယ်ပိုးကတော့မတွေ့တဲ့အတွက်ကြောင့်အပြင်ကိုမကူဘူးအလုတ်ဆက်လုပ်လို့ရတယ်ဒါပေမဲ့ဆေးကတော့6လနဲ့9လတောက်ရမယ်အဲ့တော့ဒါဒီလိုမျိုးဖြစ်တဲ့လူတွေထူးဆန်းတဲ့လူတွေရှိတယ်ပေါ့နော်ဒီလိုမျိုးမတွေ့တဲ့လူတွေရှိတယ်ပေါ့အဲ့တော့ဆေးကတော့တောက်ရမယ်ပိုးကတော့မရှိဘူးအလုတ်ကတော့ဆက်လုပ်လို့ရမယ်ကိုရီးယားမှာပြောရမယ်ဆိုရင်အဲ့ဒီလိုမျိုးပိုးရှိတဲ့လူဟာအလုတ်မလုပ်ရအောင်တကယ်လို့ပိုးသာတွေ့ခဲ့ရင်သူ6လနဲ့9လလောက်ပါလုပ်ရမှာတော့နားရမှာအလုတ်လုပ်လို့မရဘူးဒါကိုရီးယားရဲ့ထုံးစံပေါ့သူကံကောင်းသွားတာအလုတ်ဆက်လုပ်လို့တော့ရတယ်ဆေးရတော့တောက်ရမယ်ပိုးကိုမတွေ့တဲ့အတွက်ကြောင့်အဲ့တော့ဗျာသူတို့ရဲ့စက်ယုံကကောင်းတကောင်ရှိတယ်လူငယ်ပဲဒါကြကျမစီကိုပြောလိုက်လာပါမယ်နော်လိုက်လာပါမယ်ဆိုလိုက်လည်းမလာဘူးပြီးတဲ့အခါကျတော့လေဆရာဝန်နဲ့လဲတဲ့ဟိုအားတဲ့ပြောချင်လို့ပါတဲ့โอเคမနက်ကတော့ကျမဆရာဝန်တွေ့တဲ့အခါကျဆရာဝန်နဲ့သူတို့ရဲ့အဲ့ဒီကောင်ချိတ်ပေးလိုက်တယ်ညနေပိုင်းကျတော့ရလက်တွေဘာတွေအကုန်ရတဲ့အခါကျတော့ကျမတို့ကဆရာဝန်ရဲ့ဆေးစာလိုပုံစံမျိုးရေးပြီးသွားတဲ့အခါဒီကောင်ပြလိုက်ကျမပြောတာအဲ့တော့ကျမကိုဖုန်းခေါ်ပြီးတော့လေဘာဖြစ်လို့လဲဆရာဝန်နဲ့တဲ့ပေးမတွေ့ရတာဒီမှာလူနာတွေကအများကြီးလေကိုပေးတွေ့ချင်တိုင်းပေးတွေ့လို့မှမရတဲ့ဟာကိုဖုန်းကပြောချင်တိုင်းပြောလို့မရတာလူမသိလို့ဆိုပြီးတော့လေ तू ကလေအမလဲကျမကိုအော်တာသိလား तू ပဲဝန်ထမ်းမဟုတ်ဖက်အဲ့နဲ့ဆရာဝန်နဲ့ပေးတွေ့ဖို့တဲ့ပြောတဲ့ဟာကိုဘာဖြစ်လို့လဲပေးမတွေ့ရလဲဘာလဲဆိုဒေါသထွက်လာတာဒါပေမဲ့နော်ကျမတိတိကျကျရှင်းပြတယ်သူ့မှာအစုံနာလည်းမရှိဘူးပိုးကတော့ဘာဖြစ်လဲမတွေ့ဘူးဒါပေမဲ့ဒီလိုမျိုးဆေးရတော့တောက်ရမယ်ပိုးမတွေ့ဘဲနဲ့ဘာကိစ္စနဲ့ဆေးတောက်ရမှာလဲဘာညာနဲ့ဒါကြောင့်မလို့နင်နာမလဲမှာဆိုလို့ဆရာဝန်ဆေးစာငါရေးခိုင်းထားတယ်ဆရာဝန်ဆေးစာပေးလိုက်မယ်ပြီးနင်ဖတ်ကြည့်လို့
အဲ့လိုပြောတဲ့ဟာကိုလေကျမကိုဆရာဝန်နဲ့ဆရာဝန်နဲ့တွေ့တာကိုတဲ့ပေးမတွေ့လို့ဘာညာနဲ့ကျမကိုအော်လဲညီကမွန်တယ်လို့ကျမကလေအဲ့လိုကိုပြောတာညီကမွန်တယ်လို့ရှိပါလို့ဆိုပြီးကျမအဲ့လိုပြောလိုက်တော့ဟိုကောင်တိတ်သွားသေးလားဆဲထည့်ပေးလိုက်တာမှတ်ကြောဖုန်းကိုတောက်ကလေးဆိုချပြီးတော့လေဟိုကောင်လေးကိုဖုန်းဆက်တာလေအဲ့ဒါမှဟိုကောင်လေးကိုကျွန်တော်ကိုလဲတဲ့အမြဲတမ်းနဲ့ तू မလိုက်လာပဲနဲ့လေကျွန်တော်ကိုလေအမြဲတမ်းပဲဆူတယ်အေးဒီတစ်ခါနဲ့ကိုဆူလို့ရှိရင်ငါ့ကိုပြောလို့ပြောလိုက်တယ်အလုတ်လဲမစင်းခိုင်းငါ့ကိုပြောဒီမှာဆေးအောင်နဲ့အလုတ်တွေဆင်းရမယ်ဆိုပြီးတော့လေကျမကလေရေးပေးလိုက်တယ်ပိုးမတွေ့တဲ့အတွက်အလုတ်ဆင်းရမယ်တလကြော်နေပြီအလုတ်မဆင်းခိုင်းလို့ तू ကတော့ချောင်းဆိုးတာတော့မခုတော့ဟိုလိုမျိုးပြအဲအကြောင်းမို့နင်တို့အဲ့လိုမျိုးလုတ်ပြီးဆိုလို့ရှိရင်တော့လို့ပြောလို့ဆိုပြီးကျမပြောပြီးအဲ့ကောင်ကိုကျမတောက်ထည့်ပလိုက်တာမှတ်ခဲ့ဟမ်သူတို့ကလေဟိုလိုမျိုးဖြစ်ပြီးဆိုရင်မြန်မာတွေကလည်းမပြောရတဲ့အခါကြတော့ဗျာသိတယ်မလားမြန်မာတွေကလည်းမပြောရဒါကတော့အလုတ်ရှင်နဲ့အလုတ်သမားဆိုကြောက်လို့လေသူတို့အလုတ်သမားဒါသူတို့ပြောလို့ရမှာပေါ့ကျမဟုတ်တယ်ပိုးမတွေ့ပဲနဲ့ပေါ်ရင်သေးတော့ရတယ်ဟုတ်တယ်အဲ့ဒါကိုလေအမိုင်ကိုမသိရင်လည်းလေဟိုစကားပြောရင်လည်းလှုပ်လိုက်တာပြစ်တောင်သွားပြီကိုမသိလေကျမပြောရလေနည်းနည်းပါးပါးလေးရှာလေကိုမသိရင်လည်းနည်းနည်းပါးပါးလေးရှာလေအဲ့ဒါကိုမရှာဘဲနဲ့လေအမလေးလည်းပိုးမတွေ့ဘဲနဲ့ဘာကိစ္စနဲ့စေးတော့မှလည်းဗာညာနဲ့ဆိုပြီးဆရာဝန်နဲ့ပြောလုံးရတယ်ဟိုဟာပေးတွေ့မယ်လို့ဆိုမင်းကနေကိုပေးတွေ့တယ်လေလို့ပြောလိုက်တယ်ညနေကတော့နင်ငါ့ကိုပြောမထားတယ်ပေးမတွေ့ဘူးလို့မတွေ့ဘူးဟာလို့ဆိုပြီးဖုန်းချက်ပဲကျမကလည်းရှိပါဆိုအဲ့ကောင်တုတ်ထည့်ပလိုက်တယ်ကျမနဲ့ရွယ်သူပဲအဲ့လိုမျိုးသူတို့ကလေနိုင်လို့ရတဲ့သူတွေဆိုနိုင်တယ်အဲ့ဒါကြောင့်မပြောလိုက်တော့ဟိုကောင်လေးကိုတခုခုဆိုအမစီကိုဖုံးဆက်လို့နေ့ကိုအလုံးမစင်းခိုင်းဘူးသိတယ်မလားနေ့ကိုအလုံးမစင်းခိုင်းဘူးဘာညာဆိုလို့ရှိရင်ဖုံးဆက်လို့အလုတ်ကနေထွက်လို့ရတယ်သူတို့ဒီမှာဆောက်လို့ရည်သမားပေါ်တယ်အလုတ်ကနေထွက်လို့ရတယ်တခြားနေရာမှာသွားလို့ရတယ်ကျမတို့ကဒါပေမဲ့ဒီလိုမျိုးကကြတော့ကျမကြီးဝင်ကြီးဌာနကိုတင်လိုက်တဲ့အခါကျရင်အကုန်အခမဲ့ရတယ်လीဗျာသူက6လကနေ9လအထိတောက်ရမှာ哦ဦးပြစ်သွားရင်မပြစ်သွားတော့မရတော့ခုနကဆိုတယ်မပြစ်တဲ့အချိန်မှာလောက်တဲ့အခါတလို့ပေါ့ကြာသူတို့ကလေသူတို့တဲ့နိုင်စားရင်အဲ့လိုမျိုးပဲကျမကလည်းလာဟောက်လို့ရမယ်များထင်လားကျမကဘယ်ဟောက်ကျမကတော့ဟောက်တော့မခံဘူးဒါကြောင့်မို့နင်လားလေအောင်လို့နင်နားလေအောင်လို့စိုးကွန်းစောဆိုတာကျမတို့ဒီလိုမျိုးလေစိုးကွန်းစောဆရာဝန်ရေးတဲ့စာပေးမယ်လို့ပြောထားတာလေလို့ပြောလိုက်တယ်ဆိုရှိပါဆိုပြီးကျမစဲထဲပေးလိုက်တော့မှတ်ကြောအမွေသူကတကယ်ပြောတာဒီကလူတွေကောင်းနေရလေဖျဲချောက်တာတိတ်တယ်မလားကျမတို့ဘလူးမှဖျဲချောက်လို့မရအောင်ကျမဘယ်သူမှမကြောက်ဘူးလို့ပြောထားပြီလားကျမတို့လာပြီးអော်တာ哦အမေသူကဆရာဝန်နဲ့ပေးတွေ့ဖို့ပြောတာဘာကိစ္စနဲ့နင်းလိုက်လာမယ်ဆိုဒီမှာဖြစ်လို့လိုက်မလားလေအမလေးဒီမှာလေအီကြောင်ရှိဘာအီကြောင်ဆုံးသွားတဲ့ကောင်မလေးကအမှန်ဆိုအေးပြောမယ်လေနားထောင်လေအခုပြောပါမယ်ဆိုတာကိုတဲ့သူများတွေပေါ့တကယ်တော့သူတို့ကတော့တရားဝင်တော့မတင်သေးဘူးဗျာတရားဝင်တော့မတင်သေးဘူးဒီအောင်မှွေကြည့်လိုက်အောင်မရဘူးထင်တာတရားဝင်တော့မတင်သေးဘူးဒါပေမဲ့ရဲတွေနဲ့လှုပ်တွေရှုပ်နေတယ်ပေါ့အဲ့ဒီမှာဘာသာပြန်နဲ့ဆီယာမကြီးတွေကလည်းတွေ့လားမလားဒီလိုမျိုးဖြစ်သွားရင်ထက်ပြီးတော့မှွေလို့မရတော့ဘူးနော်မှွေလို့မရဆော့စီရခုမှလာကြည့်တော့ငေါ့မှာပဲပြောတာနားထောင်ပြီးအရင်ဆုံးပြီးတော့မှမေးလေပြောတာနားထောင်ပြီးတော့မှမေးလေအဲ့တော့အဲ့ကောင်မလေးကဘာကိစ္စတွေရှိတယ်လဲတော့မပြောတတ်ဘူးတချို့ကလည်းကျမတို့လိုက်ပြီးတော့ကျမသွားပြီးတော့မဆက်စုကျမကအမြဲတမ်းသတင်းပို့နေတဲ့သူတွေကလေ access တွေအကုန်လုံးလိုက်ပြီးတဲ့အခါကျမစီကိုပို့ပြီးတော့တချို့ကလည်းယောက်ျားလေးကိစ္စပေါ့နော်တချို့ကလည်းယောက်ျားလေးကိစ္စလို့ရေးကြတာလည်းရှိတယ်အေးယောက်ျားလေးကိစ္စမဟုတ်ဘဲနဲ့လေဘယ်ဟာကစိတ်ညစ်စရာရှိမှာတော့နော်ကျောင်းသူလို့လည်းပြောတယ်ကျောင်းသူတဲ့တချို့ကြတော့တင်ထားတာယောက်ျားလေးတက်စာဖောက်သွားလို့လားမပြောတာဘူးဒါမှမဟုတ်လည်းဘာကိစ္စတွေရှိတယ်လဲတော့မသိဘူးကျမဆက်စုအောင်မယ်ကျမဒါမိနစ်20လောက်နေတော့မှဒီဟာကိုဖြီးရမှာနော်ကျမဖြီးလိုက်ပြီကျမပြီးတော့မှအမှုန့်ကြီးရှိတယ်အဲ့တော့ကျမညကြတော့မှဆက်စုမလို့လုပ်ထားတာဘာကြောင့်လဲဆိုတော့အလုတ်တွေရှိကြလို့လေဆက်စုမလို့လုပ်ထားပုဂ္ဂိုလ်ဆွဲချိုးချသေးတာတဲ့ကျောင်းသူတဲ့
တချို့ကလည်းရေးထားတော့ယောက်ျားလေးကိစ္စတဲ့ကျမဗျာအဲ့လိုမျိုးကိစ္စတွေနဲ့များလေကိုဇွဲချိုးချတည်တာဟိုကဖြစ်လုံးအားကြီးလို့ဟုတ်တလောဆိုရင်ကျမပြောပြမယ်ကောင်မလေးရလဲပတ်ဆက်ကိုရေးတာနော်အဲ့ကောင်လေးစီကနေပြီးတော့ကျောင်းသူမလေးတယောက်က380ကိုဒါသမီးရေးစားတွေပေါ့ဗျာလိန်တယ်လို့တော့မပြောဘူးပေါ့နော်လိန်တယ်လို့မပြောဘူးသမီးရေးစားတွေတဲ့မလားဥရောပသွားမယ်ဆိုပြီးတော့ကောင်လေးစီကနေပတ်စံ180ယူပြီးတဲ့အခါကျဒါသမီးရေးစားတွေပေါ့ဗျာနောက်ပိုင်းကျတော့သမီးရေးစားတွေကိုဲသွားတော့ဟိုကောင်မလေးက180မပေးတော့ဘူးထဲမှာအမလေးကောင်လေးမျက်နှာပေါ်သေးပန်းချတာတွေရောစုံနေတာပဲပတ်ဆက်ရေးတာနော်ကျမဖတ်ကုန်မဖတ်ရဲဘူးအဲ့လောက်ပဲကျန်တာတော့စမဖတ်ရဲဘူးအဲ့ဒီကိစ္စတွေအများကြီးပဲအဲ့လိုမျိုးအရှက်မရှိတဲ့အမျိုးသမီးတောင်မှကိုတတ်မသေးဘူးနော်တတ်မသေးဘူးဒီကလေးမလေးကဘာကိစ္စနဲ့တတ်တည်ရတာလဲလို့ဒီတဲ့ဆိုးတဲ့ကိစ္စတွေလည်းကိုရီးယားမှာအများကြီးပဲရှိတာကိုဘာဖြစ်လို့ဒီကလေးမလေးတွေတတ်တည်ရတာလဲလို့ကျမကလေဟိုလိုမျိုးဖြစ်မိတယ်မျက်နှာဘယ်လိုပြောမျက်နှာဦးထောင်ဖြစ်အဲ့လိုမျိုးထင်ဒါကြောင့်မလို့အဲ့လိုမျိုးတစ်ခုဖြစ်တဲ့ဆိုရင်လာထေးကိုဖုံးဆက်စမ်းမှာအဲ့လေပတ်စံမရှိဘူးဆိုရင်တော့ပတ်စံတော့မပေးနိုင်ဘူးတင်တော့ကျွေးထားနိုင်တယ်ကောင်းမလေးနော်ကောင်းလေးတွေတော့တင်ကျွေးနိုင်ဘူးတဲ့ပဲကောင်းမလေးဆိုရင်တော့တင်ကျွေးနိုင်တယ်ကျမနဲ့လာစားလို့ရတယ်ကျမစားသလိုစားရမယ်โอเคဆိုရင်လာထေးကတော့အစားမှာတော့ဘာဖြစ်လဲတရဲပဲနော်မစိတ်သားလေအပြည့်ပဲချက်ထားရေခဲတက်တာတဲ့လေအပြည့်ပဲရေခဲတက်တာကိုကနှစ်ကိုတစ်လုံးဟိုမှာတစ်လုံးအပြည့်ပဲအစားအသီးအနှံဆိုလဲတားစားတာမဒူရင်သီးစားလိုက်မင်းကိုသီးစားလိုက်တရက်သီးစားလိုက်ကျမရှာတာအကုန်စားတယ်နော်ကျမတို့ပေးတင်တာလည်းပေးတယ်ကိုမိဘကိုပေးရလို့ဆိုပြီးတော့ဂုံဖော်တယ်ထဲမှာလည်းမပါဘူးကိုပေးတင်တာဂုံပေးတယ်မိဘလည်းပေးတယ်ဆွေမျိုးလည်းပေးတယ်ကိုစီယာဓမ္မလည်းမမေ့စေရအောင်အဲ့ဒါတွေကိုဂုံဖော်ပြီးတော့ကြွားနေကြမလို့သားသမီးတိုင်းပါဖြစ်လဲမိဘကိုပြန်မကြည့်တဲ့သားသမီးရှိလို့မိဘကိုပြန်ကြည့်တဲ့သားသမီးရှိလို့ကိုရီးယားကတော့မိဘကိုပြန်ကြည့်တဲ့သားသမီးတွေမှာပါတယ်โอเคနော်အဲ့တော့ဗျာဒီကိစ္စတွေနဲ့ပတ်သက်ပြီးတခုအဲ့လိုမျိုးတွေဖြစ်ခဲ့ရင်ကျမပြောချင်တာကောင်မလေးတွေကိုရီးယားမှာရှိတဲ့ကောင်မလေးတွေကိုပြောချင်တယ်ကိုရီးယားမှာအဲ့လိုမျိုးအိမ်တောင်ရှိတဲ့ကောင်တွေကလေကျောင်းသူတွေကိုအဲ့လိုမျိုးတွေကြံတာလည်းရှိတယ်လူမျိုးတွေကနေဖြစ်တာတော့တမျိုးပေါ့ဗျာအိမ်တောင်တွေအဲ့လိုမျိုးတွေကြံခဲ့လို့အဲ့လိုမျိုးတွေခံရတဲ့သူရှင်ဖုံးဆက်လာခဲ့ပါလို့ဒါပေမဲ့ကျမကမိန်းကလေးတွေကိုပြောချင်တာကိုရီးယားနိုင်ငံမှာကြိုက်ပြီဆိုတာနဲ့လေအဲ့ဒီကောင်လေးတွေရဲ့passport လေးတွေတို့သိတယ်မလားပြီးလို့ရှိရင် ID ကရှေ့ချမ်းနောက်ချမ်းလေးတွေတို့ဓာတ်ပုံခိုးရိုက်ထားကြီးကိုနဲ့ကြည်နူးနေတဲ့အချိန်မှာခိုးရိုက်ထားကြီးတို့သိတယ်မလားဘယ်သူပဲဖြစ်နော်လိုရမယ်ရသိလားလိုရမယ်ရဘယ်သူမှမယုံနဲ့လို့ကျွန်တော်ပြောထားပြီးသားကိုဘလောက်ပဲချက်လာပါကြီးရဲ့ပြောဘယ်တော့မှမယုံနဲ့အဲ့တော့ဒီကောင်ရဲ့မှတ်ပုံတင်လေးတွေတို့ဒီကောင်ရဲ့ passport လေးတွေတို့ ID ကတ်ကလေးတွေရှေ့နောက်လေးတွေကိုအကုန်ပါလောက်ထားလဲရိုက်ထားကြီးတနေ့ကျရင်လိုလာမှာပဲသိတယ်မလားဘယ်သူမှမယုံနဲ့အကုန်ရိုက်ထားကြီးအဲ့ဒီချိန်ကျတတိပါချွဲပေါ့ဗျာသိတယ်မလားချွဲပေါ့ရိုက်ထားနောက်ချိန်ကျရင်ဘာဖြစ်လဲလိုလာရင်ကောင်းလေးကိုခါတဲ့စွက်ထဲပလိုက်ကိုတော့အဲ့လိုမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့ကတော့လေကိုအသေးတာတွေမကောင်းကြံတာတွေဒီလိုမျိုးကိစ္စတွေကတော့လုံးဝမလုံးနဲ့အားမပေးဘူးအဲ့လိုမျိုးတွေခံရတယ်အမရေလို့ဒါတစ်ချက်ဖုံးဆက်လိုက်ချီကျမအရင်တော့အဲ့လိုကောင်းနေဘူးလေကျမအစဲခံရတာလည်းမပြောနဲ့တက်လားဒါကလေလူချင်းမင်းတို့သိတာမြန်မာပြည်ကအဲ့လိုမျိုးကိစ္စတွေကူညီတာလောက်ပဲကျမအရင်တော့အဲ့လိုထားသွားတဲ့ကောင်မလေးတွေကိစ္စတွေပါကျမတိတ်ကူညီတာသိလားအဲ့ဒီကောင်တွေကိုလေဖုံးဆက်ပြီးတော့ဆဲတာဗျကျမလည်းလွဲတယ်ထဲမှာမပါဘူးမှန်ပြီဆိုလို့ကတော့လေအဲ့ဒီကောင်တွေကိုလုံးဝမကြောက်ဘူးကျမဂျားထဲကနေပါပြီးတော့လေကလော်တုတ်တာသိလားဂျားထဲကနေပြီးတော့ကလော်ပြီးတုတ်တာအဲ့လိုမျိုးကောင်မလေးတွေကိုထားခဲ့တာလို့မြန်မာပြည်ကလေမယားတွေနဲ့ကလေးတွေကိုလေပတ်စံမပေးဘူးဗျအမေဒီမှာအကြောင်းသူတွေနဲ့ဖြစ်တဲ့အကောင်လေးလို့သိတယ်မလားအဲ့လိုမျိုးတွေဆိုကောင်မလေးတွေကနေလာပြီးတော့လေကျမမမဲရဘူးသိလားသူတို့ရဲ့ရင်ဖွင့်တာကိုမနေ့3နာရီလောက်ထိနားထောင်ပြီးတဲ့အခါကျကျမကူညီတဲ့အစားတက်လာသူများကူညီလို့လားတော့မသိဘူးဗျာကိုရီးယားမှာနေရတာတော့လေဇိမ်ပဲတကယ်မြန်မာပြည်မှာနေရတာတောင်ပိုးဇိမ်ကြသေးတယ်ဒီမှာတကယ်ကူမှဇိမ်ပဲကျမနေရစားရတာလေတကယ်ဇိမ်ပဲလို့ဟိုတမများလို့တခါမှရုံးကန်ပြီးတော့လေ
အိုးလေးငွေအတွက်လည်းစိတ်ပူနေရတာလည်းမရှိဘူးဘာမှစိတ်ပူစရာမရှိဘူးကျမဘာပူပင်းမှမရှိဘူးရီးစားပူလည်းမရှိဘူးဘာပူမှမရှိဘူးတကယ်ပြောတာကျမပူရတာဆိုလို့ကျမတိုင်းပြည်အတွက်ပဲရှိတယ်အဲ့လိုမျိုးဖြစ်နေတာကိုစိတ်မကောင်းဗျာအဲ့လိုမျိုးဖြစ်နေတာကိုစိတ်မကောင်းမြန်မြန်ဆန်ဆန်အေးချမ်းစေခြင်းနဲ့တိုင်းပြည်အခုလိုမျိုးစီးပွားရေးတွေပြက်နေတာကိုနိုင်ငံရေးအကြောင်းသူတယောက်အနေနဲ့ကျမမခံစားနိုင်ဘူးကျမတို့ကဒါအမှန်တရားကိုလုပ်နေတဲ့သူပဲအဲ့ဒီအတွက်ပဲပူစရာရှိတယ်ကျမကဘာဘူးမှမရှိကျမအဲ့လိုအပူလည်းမယူတာဘူးအဲ့လိုအလိုင်းပေါ်ကနေအဲ့လိုကူညီတာကျမကိုရင်တော့အဲ့လိုမျိုးအမကြီးလှုပ်ပေးပါအောင်ကျမယောက်ျားအဖေကြောင့်သူနဲ့ဖြစ်နေလို့ပါဆိုဝင်ပါပြီတဲ့မှာဝင်ပါပြီအဲ့ဒီကောင်ဖုံးဆက်ပေးတာအမေတော့မလုံးနဲ့အဲ့လိုမျိုးဆိုဟုတ်လားအနို့လင်မယားနှစ်ယောက်ဖြည့်ရှင်းလိုက်ပါအောင်အဲ့ဒီကောင်တွေကလည်းဇွန်နီလာထိတိသွားပြီဆိုတာနဲ့လန့်သွားပြီတချို့ကလည်းပေါ့အဲ့ဒီကောင်မလေးရတယ်အမေတချို့ပညာမဲ့အကောင်တွေရလေဒီနိုင်ငံမှာကျွံလုံနေတဲ့တချို့ကောင်တွေကအဲ့လေဇွန်နီလာထိကတခန်းပြက်နေတာမဟုတ်ဘူးတိတာဇွန်နီလာထိကအခန်းရမှာ၄ခန်းရှိတယ်မှာ၄ခန်းနှောက်၄ခန်းပါအပူပါသေးတာဒါကြောင့်မလို့သူတို့ထက်ကိုပါဖြစ်လဲတကွက်ပုံမြင်နေတာအဲကြောင့်မို့ကောင်မလေးတွေစောစောကလိုမျိုးတချို့တင်ထားတာဒီကောင်မလေးကျိုးဆွဲချသေးတာယောက်ျားလေးကြောင့်လို့ဘာလို့သိတယ်မလားယောက်ျားလေးကြောင့်လို့ပါအဲ့လိုမျိုးတွေလောက်တာတော့အားမပေးဘူးဗျာအမလေးဒါတိုင်ပေးစားမှာလောက်ပေးလိုက်စမ်းတယ်ဒါပေမဲ့နော်ကျွန်တော်ပြောထားပြီးသားဟိုကတော့ဖြစ်ရမယ် passport တို့ ID card တို့ဘာလို့ရမလဲရှိရမယ်အဲ့ဒါတွေတင်ထားရင်နော်ကျွန်တော်ယောက်ျားလေးဖြစ်မိန်းမပဲဖြစ်မလို့မပူနဲ့လိုကိုလိုတယ်ဒါပေမဲ့လေးသလားကိုရီးယားမှာလေတချို့ကောင်လေးတွေရောကောင်မလေးတွေရောလေသူများရဲ့မိန်းမတို့သူများရဲ့ရီးစားတွေပါမရှောင်ဘူးဗျာသိလားအဲ့လိုကောင်စားတွေရှိတယ်တချို့ကောင်မလေးတွေနဲ့ဒီကအလုတ်သမားတွေနဲ့လေမြန်မာပြည်မှာကြိုက်ပြီးသွားတာနဲ့အဲ့ဒီအလုတ်သမားတွေကလေအဲ့ဒီကောင်မလေးတွေကိုကိုရီးယားကိုခေါ်ပြီးသွားတော့အဲ့ဒီကောင်လေးတွေနဲ့အတူနေပြီးတဲ့အခါကျတော့လေတခြား line ပေါ်ကနေကိုရီးယားမှာရှိနေတဲ့ကောင်လေးနဲ့တော့ကျူးပြီးတော့ဒီကောင်နဲ့ကိုရဲ့တော့ဒီကောင်နဲ့မရမကတွေကိုရဲ့ဟိုကောင်နောက်ကူပါအမလေးဇလန်းတွေကိုရှုပ်ချက်က9လောက်ရှိရဲ့အဲ့တော့အဲ့လိုမျိုးကြားတဲ့အခါကျတော့မှလေသူတို့ကလေမတ်ဆွန်နီလာထေးဆိုကျမကိုတတိယပြီးတော့သိတယ်မလားအရှုပ်တော်ပုံဆိုကျမကိုတတိယကြတယ်အဲ့တော့သူတို့တွေအဲ့လိုမျိုးဆိုတော့ကျမကိုလာပြီးတော့ကူညီခိုင်းတဲ့အချိန်ကြာတယောက်နဲ့တယောက်ဖော်ကြတာပေါ့အရင်တော့ကလည်းအဲ့ဒီကောင်နဲ့အမကိုဆဲတာလေးတဲ့အခုအမကိုဆဲတာလေးတဲ့အခုတည်း तू ကလည်းအမကိုလာပြီးတော့ကူညီတောင်းခိုင်းနေရတယ်ဟေးဟုတ်တာလို့ငါ့ကိုဆဲတာလားအဲ့ဒါကြောင့်မို့ပြောတာကျမကိုမဆဲကြနဲ့လို့ကျမကိုဆဲရင်နင်တို့ခံရမှာသိတယ်မလားကျမတို့ဘိန်းကိစ္စနဲ့ပတ်သက်ပြီးတော့ကျမကူညီတဲ့ကောင်လေးတွေကျမတော့ကျမကိုဆဲမဆဲပါကျမကူညီတဲ့ကောင်လေးနောက်ဆုံးကြတော့ပြန်သိတာလေကျမကိုဆဲတဲ့ကောင်လေးတွေသိတာငါ့ကိုဆဲကျမကိုတိတ်မဆဲကြနဲ့လို့ကျမကိုဆဲရင်တခုခုနဲ့ဘာလုပ်တာလားဘေးရန်ထိတာကိုကတခါမှကိုယ့်ရဲ့ပြဿနာကိုဖြေရှင်းရတယ်ဆိုတာမရှိဘူးမတရားမှုတွေကြောင့်ဝင်ပါတာမတရားမှုတွေကြောင့်ဝင်ပါရင်လည်းအဲ့လိုမျိုးပေါ့ဗျာဖြစ်တာကို့ကြောင့်တခါမှမရှိဘူးကိုရီးယားဒါအကြောင်းလူတွေဖြစ်တဲ့အခါကျအေးစစ်ပဲသူများလူမျိုးရှုပ်တော်ပုံတွေလည်းမရှိဘူးကို့လာရှုံရင်လည်းကိုကအကုန်ရှင်းပလိုက်တာသိရအဲ့ဒါဆိုတော့ကျွန်တော်တို့လည်းတိတ်မဆဲကြနဲ့ဆဲရင်နင်တို့ပဲပါလို့တလို့ကြည်မိုက်ကြီးနဲ့ဆဲတဲ့ဒါကြောင့်ပတ်ပြေးနေရသူ့ဘာသူကြားတဲ့ကိစ္စစိတ်မဝင်စားဘူးနော်ဇွန်နီလာတေးကိုဆဲတဲ့အတွက်ကြောင့်ဘာဖြစ်နေပတ်ပြေးနေရတချို့တွေလည်းဆဲကြစီးပွားရေးတွေလည်းယော့လိမ့်မယ်မယုံကြည်လိုက်တခုမဟုတ်တခုကတော့ဘာလို့မှဖြစ်မှာပဲဒါကြောင့်မို့ဇွန်နီလာတေးတို့ကသူတစ်ပါးကိုကူညီပြီးတော့အေးချမ်းနေတာဘယ်တော့မှမိဘတို့ဆရာသမားတို့တခါမှမမေကိုကူညီခဲ့ဘူးတဲ့သူလည်းတခါမှမမေကိုညာပြောတာမဟုတ်ဒါကြောင့်မလို့ကိုရီးယားမှာဘာဖြစ်လဲအေးချမ်းနဲ့နေနေတာတိတ်ပြီးတော့ဟိုကမလုံနဲ့လို့လိုက်မလာမဆဲနဲ့လို့ဆဲရင်လည်းတို့ပဲခံရမှာလို့ဒီနာတီတို့ကအေးချမ်းဟိုမမိုင်းခီဟိုမလေးပေါင်းတင်တာတွေလေကျမတို့မှရောင်းပေးတဲ့အထုပ်ကြီးတွေလည်းရှိတယ်အထုပ်သေးတွေလည်းရှိတယ်ဒါဆိုဒီနေ့ကဗီတာမင်နဲ့ပေါင်းတင်တာကော်လာဂျင်နဲ့ပေါင်းတင်နေဒါက modeling pack တွေဒီလိုခွက်ထဲမှာဖြော်ပြီးတော့ကော်လာဂျင်နဲ့ပေါင်းတင်နေပြီးရင်ဒါဗီတာမင်နဲ့ပေါင်းတင်နေပြီးရင်မျက်နှာအစီပြန်နေစီကာနဲ့ပေါင်းတင်နေဒီလိုပေါင်းတင်တဲ့အထုပ်တွေကျမစီမှာရှိတယ်အထုပ်ကြီးတွေလည်းရှိတယ်1 kg တုပ်တွေလည်းရှိတယ်โอเคအခုကဟိုက
တပတ်လောက်ပဲဘာလုပ်တာလဲဆိုတော့ဈေးတက်နေလို့နှစ်ဖြင့်ကဆိုဈေးကပုံ1000 2000လောက်တက်တာကိစ္စမရှိဘူးဗျသိရမလား1000 2000လောက်ကိတ်တာပြီးခဲ့တဲ့တစ်ပတ်ကကျမတို့6000 9000လောက်တက်သွားလို့ဒါကြောင့်1000 2000လောက်တက်တာကိစ္စမရှိ6000 9000လောက်တက်သွားရင်ကျမတို့က skin care ပစ္စည်းကို6000 9000တက်လို့မရအောင်ဒါကြောင့်မလို့အခုကတော့ပုံမှန်ပြန်ဖြစ်သွားတယ်အဲ့လိုဟာတွေနဲ့ပေါင်းတင်တာဒီမှာကလေးစားတွေပြစ်ပြီးရင်အဲ့လို modeling pack နဲ့ပဲပေါင်းတင်တာဟိုလိုမျိုး pack တွေနဲ့ပေါင်းတင်တာမဟုတ်ဘူးလေအဲ့ဒီ max နဲ့ပေါင်းတင်မွဲသွားမှာပေါ့ဒီဟာတွေကြတော့ဈေးချိုရယ်ဒါ तू ကဟိုဗီတာမင်လေးဆိုတော့ဝါလေးစားကျင်စရာလေးအနံ့လေးကလည်းမူးနေတာပဲကျမအဲ့လိုအနံ့တင်းလေးတွေကြိုက်တာနောက်ဆော့တော့ဟိုဟာကိုသွားခဲ့သေးတယ်ရှန်နယ်ကိုသွားခဲ့သေးတယ်ကျမသပင်လေးကိုမှုေးနေတာပဲ miss ကလေးဖျမ်းမယ်သူသွားလိုက်တိုင်း miss ဖျမ်းပြီးတော့ဘာလို့တော့မဝယ်ဘဲနဲ့ပြန်လာတာဘာကြောင့်လဲဆိုတော့ VIP တွေဖြစ်နေလို့ channel ဟိုကmake up ဆိုင်လို့ပြောတာကျမကြိုက်တဲ့နှခမ်းကြီးရောက်ပြီလားလို့သွားမေးနေတာကျမကြိုက်တဲ့နှခမ်းကြီးဆိုလူတကာဝယ်တယ်ဗျာသိလားမရှိသေးဘူးတတိတကယ်ပါညာလာတော့မဟုတ်ဘူးဗျာကျမကြိုက်တဲ့ဟာလူအများဆုံးလူအများကြိုက်တယ်အကောင်းကြိုက်ပါတယ်လို့ဆိုအစကတည်းကအဲ့ဆော့တော့ကခုနကTV ပိုးရှိတဲ့ကောင်းလေးကိုအလုပ်လုပ်ရမယ်လို့အလုပ်မခိုင်းရင်တော့အမကိုဖုန်းဆက်လို့ဆိုပြီးပြောလိုက်ပြီးတော့စီရက်40စာပေးပြီးတော့ပြန်ခိုင်းလိုက်ပြီတခုခုဆိုပြောဆိုပြီးတော့နောက်တစ်ခုကအဲ့ဒီကောင်မလေးအဲ့လိုကောင်မလေးတွေအခက်ခဲရှိလာရင်ကျမကိုပြောအဓိကတော့ဘာဖြစ်လဲအဲ့ဒီကောင်တွေရဲ့ passport တွေ ID တွေရှင်းနောက်တွေတိထားဖို့စကောင်နေတယ်လို့လုပ်လိုက်မလှုပ်နိုင်အောင်အဲ့လိုလုပ်လိုက်တည်ရမလားအေးကောင်မလေးတည်တာယောက်ျားလေးကိစ္စနဲ့လားအေးအဲ့လိုတော့ကြားတာပဲဒါပေမဲ့လည်းနှမှုဘာနဲ့တည်မှာတော့သူများရေးထားတာနော်သူများရေးထားတာအဲ့လိုရေးထားတာတည်တာဒါအတွင်းစီအစင်းတည်မလို့ကောင်လေးတွေကထားခဲ့လို့ဆိုပြီးအဲ့လိုရေးထားတယ်ဗျဒါပေမဲ့တော့တိတိကျကျတော့မသိသေးဘူးအဲ့လိုတိတ်စိတ်ဝင်စားတာဖုံးဆက်ပြီးတော့မေးဦးမယ်ညကြမှာငါလည်းဆက်စုစိတ်ကိုကလည်းဆက်စုစိတ်ဖြစ်တဲ့အတွက်ကြောင့်ဘာကြောင့်တည်တာလဲလို့ဒါပေမဲ့ဒီလိုရွေးရပါပတ်စံမရှိလေကိစ္စမရှိပါဘူးပတ်စံမရှိလေဒီနိုင်ငံမှာများလေဟိုကလေးမလေးတွေလေဟိုလူချီလိုက်ချီဒီလူချီလိုက်ချီပြီးတော့ကထွက်ပြေးသွားတဲ့ဟာစားကိုရီးယားနိုင်ငံမှာလေကျမပြောမယ်ဗျာသိတယ်မလားကျမကိုပဲလိုက်ပြီးတဲ့အခါကျတော့လိုက်လုံနေကြတာဟိုသူတစ်ပါးတွေအမလေး380လိမ်ပြီးတော့မျက်နှာအုပ်သေးပန်းခဲ့တဲ့ကိစ္စတွေတို့ပြီးရင်အမငွေတွေ2,2000လိမ်သွားတာတွေအများကြီးပဲ case တွေအဲ့ဒါတွေကိုဘဲခွေးပါမှမပြောသလိုဘဲခွေးအစုပ်ပလုတ်တရားမှာတွားပြီးတော့မပြောတနေ့ဘယ်သူ့ကိုပဲလာလောက်တာကျမ skin care မရအောင်ကျမ page ကိုထူမယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီခွေးတွေရဲ့မကောင်းတဲ့အကျင့်တွေကိုဇွန်နီလာထိကအကုန်သိထားလို့ကျမ page ကိုပဲထူကျမကိုပဲမကောင်းတာပြောတာသိလားကိုကလည်းကင်းရှင်းနေလို့သူတို့လက်ညှိုးထိုးလို့မရတာဇွန်နီလာထိကပဲကောင်းတဲ့ကြိုက်ပြီးပဲကောင်းတဲ့ဟိုတယ်သွားဘာမှမရှိအယမူးနေတာလည်းတစ်ခါမှကျမအဲ့ဒါတွေလည်းလုံးဝကျမကိုထိုးချတော့ဘာကြောင့်ကျမဒီလိုတက်မှာကိုသူတို့လုံးဝမကျင်တာဘူးကျမဒီလိုတက်ပြီးဆိုသူတို့တွေဘာဖြစ်လဲကိုရီးယားနိုင်ငံကနေဘာဖြစ်လဲကန်ထုတ်မှာသူတို့ကိုတီးတယ်ကျမကလည်းစူးစမ်းမှာဒီမသားတွေကိုဘာလုပ်ဖို့လဲကန်ထုတ်ဖို့တယောက်မှအကျင့်ကောင်းတဲ့လူမဟုတ်ဟိုတနေ့ကတော့တွေ့ဘူးလားကျမပြောတာပဲရွှေမိုးကသူထိုင်ဝမ်မှာနေတာတဲ့ဆိုကျမကပြောလိုက်တယ်လေရွှေမိုးထိုင်ဝမ်မှာမနေဘူးလို့ကိုရီးယားမှာကားတွေအိမ်နေနဲ့လို့အကျွေးတွေဝယ်ထားလို့ကိုရီးယားမှာပဲရှိတယ်လို့ကျမပြောလိုက်တာလေအမလီကားတွေရွှေတွေသူဒီမှာရှိနေတာထိုင်ဝမ်မှာရှိနေတာညာတာနော်အဲ့ဒါကိုကားတွေရွှေတွေအမလီတဲ့ကျမကတဲ့တောထဲမှာနေတယ်တောထဲမှာနေတာမဟုတ်ဘူးရွှေမိုးရေနင်တို့အဖွဲ့တွေငါရောင်တွန်းဖို့လားရောင်တွန်းဖို့ကတောလားရောင်တွန်းဖို့ကမြို့လေကောင်းဟေးသိတယ်မလားဇွန်နီလာထိက9မိနစ်လောက်ထွက်လိုက်တာနဲ့ဟိုမှာ Times Square မြို့လေကောင်မှနေတာကိုကြေးလက်မှနေတာအတင်းပြောတယ်ဘယ်အတင်းပြောတွေ့တယ်မလား तू ကတော့ပြေးနေလေ
ပြေးနေတာမှမပြောနဲ့ messenger ကနေဟဲ့ရွှေမို့နင်တက်တိရှိလားလို့မေးလိုက်တာပြန်စားတော့မလားဘူးဘလောက်ထိကြောက်တယ်ဒါလူမျိုးကိုပဲလိုက်လုံနေကြတာကျမကိုပဲလိုက်လုံနေတာဘာကြောင့်လဲသိလားအမှန်တရားကကျမလက်ထဲမှာပဲရှိလို့ဒါပေမဲ့ရွှေမို့တို့ကကျမနာမည်ဇွန်နီလာထိတောင်သူမပြောရဲဘူးခိုင်ခိုင်မိုးကတိမ့်တန်မနဲ့သူတို့လင်ပေးထားတဲ့နာမည်တွေပဲပါလို့တာခေါ်ရဲတာဇွန်နီလာထိကိုတိတ်ခေါ်ရတာမဟုတ်မျက်နှာလေးကြီးလင်းနေရပဲmax ကလေးတွေအောင်ပြောက်ပါပြီးတဲ့အခါကျလို့ရှိရင်ပြီးတဲ့အခါမှာ sun cream လူလိုက်အပြင်ကနေပြန်လာလို့ကိုရီးယားမှာ24အဲ့လိုမျိုးရှိတယ်အဲ့တော့ဒီနေ့မှာညကြတော့မှအဲ့ဒီကောင်မလေးတဲ့ရင်ကိုနည်းနည်းစုံစမ်းလိုက်အောင်မယ်ကြောင်ကောင်မလေးတွေအမလေးကောင်လေးတွေကိစ္စနဲ့များကိုများတာအဲ့လိုမျိုးကြီးတွေမလုပ်ကြပါနဲ့လို့ဇွန်လာထဲရှိကိုဒါဖုံးဆက်လိုက်ကားနဲ့ရွှီဆိုရောက်လာခဲ့လိုက်လာကူညီပေးလိုက်အဲ့ဒီကောင်လေးရဲ့မှတ်ပုံတင်နေတာကင်ထားလိုက်ဘယ်နေရာမှပြေးလို့မလွတ်စေရအောင်အောက်တန်းစားတွေကိုအောက်တန်းစားလုံနီးနေကိုဘာလုပ်ပေးလိုက်မှာလုပ်ရတချို့ကောင်မလေးတွေကလည်းအောက်တန်းကြတယ်နော်မြန်မာပြည်မှာမိန်းမတွေရှိတယ်မြန်မာပြည်မှာချစ်သူကြီးစားတွေရှိရတာနဲ့လေဒီမှာအောက်တန်းကြပြီးစပွန်ဆာခံတဲ့သူတွေလည်းရှိတယ်ကောင်မလေးတွေကဆက်စလူးတွေတဲ့အေးပေါ့ဆက်စလူးတွေလည်းရှိတယ်လို့မှန်ကန်တွေလည်းရှိတာပေါ့သူကိုရီးယားနိုင်ငံကိုလာမယ်ဆိုတော့ကျမပြောတာပဲတလကိုအခုငွေကြေးနဲ့ဆိုမြန်မာငွေနဲ့ဆိုတလကိုကျမတို့လူဘာမှဘသူ့ကိုမှမအမ်းရတဲ့သူတွေတောင်မှကိုယ့်အနေကိုစားတာတောင်မှ340ကုန်တာလေ35-40လောက်ကုန်တာလေစဉ်းစားကြည့်ပါအဲ့ဒါကြောင့်မလို့ပြောတာလွယ်တယ်တော့မထင်နဲ့အခုခေတ်ကမလာခေတ်ကကြောင်းတက်ရတာတွေလွယ်တယ်လို့မထင်နဲ့ဒါကြောင့်မလို့ပြောတာပေါ့အလုံသမားတွေလည်းများလာတယ်လို့ကောင်လေးတွေလည်းများလာလို့ကောင်မလေးတွေလည်းများလာကိုရီးယားအဲ့လိုပဲဖြစ်တယ်ဟောတတိနဲ့ထားပါလို့ပြောချင်ပါတယ်အားလုံးရဲ့ passport တို့ဘာတို့ဘာလုပ်ထားလဲကင်ထားကြီးတို့ကောင်မလေးတို့ပြောချင်ပါတယ်ကြောက်စရာမလိုပါဘူးအဲ့လိုမျိုးတွေမလုပ်ပါနဲ့လို့ပြောချင်ပါတယ်ကျွန်မပြောကျွန်မအကူညီတယ်နော်ကျွန်မအကူညီတယ်ဒါပေမဲ့နော်ကိုဘက်ကနေလည်းမှားသေးတယ်ကိုဘက်ကနေနိုင်လို့မရအောင်ကိုဘက်ကနေမမှားဘူးဆိုရင်တော့ကျမတောက်လျှောက်ကူညီတယ်မမှားနဲ့ကိုဘက်ကနေပြီးတော့မှမှားလာရင်တော့ကျမတို့ကတိတိကျကျဟိုဘက်ပြောဒီဘက်ပြောနားထောင်ပြီးရင်လုပ်တယ်တချို့ကြတော့လေကိုဘက်ကနေမှားတာတွေရှိတယ်ကိုဘက်ကနေမှန်နေဖို့ပဲရည်ကြီးတယ်မှန်နေဘဲကောက်မှကြောက်စရာမလိုဘူးလို့ပြောထားပြီးသားဘယ်သူမှလည်းကြောက်စရာမလိုအဲ့တော့ဘယ်တော့မဆိုပြကောင်မလေးတွေကချစ်ရင်အရှုံးပေါ့နော်ချစ်ရင်အရှုံးပဲဒါပေမဲ့ချစ်တဲ့အချိန်မှာတတိနဲ့ချစ်ပါလို့ပဲပြောချင်ပါတယ်အရာအလုံးတတိနဲ့ပေါ့သိတယ်မလားဘယ်သူ့မှဒီခေတ်ကြီးထဲမှာရှော့တွက်လို့မရအောင်ဒါကြောင့်မလို့ချစ်နေစေအတွန်းထဲမှာတော့ဖုန်းလေးနဲ့ပါလောက်ထားတယ် passport လေးတွေတို့ ID ကတ်ရှင်းနောက်ကလေးတွေတို့ပြီးတဲ့အခါကျလို့ရှိရင်ရိုက်ထားလို့ဟိုးရခင်နဲ့အဲ့ဒီကိစ္စတွေကိုကျမအရင်ပြောတာကိုနဲ့ချစ်နေစမှာမြန်မာပြည်မှာပဲဖြစ်ဖြစ်ဒီမှာပဲဖြစ်ဖြစ်အဲ့ဒီကောင်လေးတွေနဲ့ပတ်သက်တာလေးတွေယူထားပါလို့တချို့ဆိုလိုက်လို့ကိုမရတော့ဘူးသိတယ်မလားကျမအဲ့ဒီကိစ္စတွေရှင်းပေးရတယ်အမလီမတော်ခင်ကကျမနဲ့အိတ်ခဲ့တာအခုရောက်ပြီးသွားတော့မှကျမကိုဘလူးဆိုရဲသူနဲ့ပတ်သက်တာဘာသိလဲကူညီပေးမယ်ဖုန်းနံပါတ်သိလားအဲ့ဒါမဲ့ဟိုတလောတုန်းကတော့မှဟိုတပတ်ကတော့ဖုန်းနံပါတ်တွေသိလို့တဲ့ကောင်မလေးကိုချင်းစာပြီးတော့လေကျမအဲ့ကောင်လေးကိုဖုံးဆက်လိုက်သေးတယ်ပြီးတော့အဲ့ကောင်လေးရဲ့အမလည်းဓမ္မရှိလို့ဖုံးဆက်လိုက်သေးတယ်ဖုံးဆက်ပြီးတော့မမကန်ဖြည့်ရှင်းပေးလိုက်ပါလို့ကျမအဲ့လိုပဲတစ်ချက်ပဲပြောတာကောင်မလေးဘက်ကမှန်နေတယ်နော်ဒီဘက်ကိုဖုံးဆက်ပြီးတော့ပေးတာနော်ကိုပစာနဲ့ကိုဖုံးဆက်ပြီးတော့ဖြည့်ရှင်းပေးလိုက်ပါလို့ကျမပြီးရင်တော့ပြန်နားထောင်မယ်လို့ကျမလုံးဝတတိရှိရနော်နာမည်တော့မပြောဘူး line ပေါ်ကနေအတကုံဝုန်းလားအဲ့ဒါကြောင့်မလို့ကျမ page တွေ account တွေဝိုင်းထူတာဒါပေမဲ့ကျမကသူတစ်ပါးကိုမှန်ကန်ပဲညာတာမဟုတ်ဘူးသူတစ်ပါးကိုကူညီတဲ့အတွက်ကြောင့်လေကျမဆိုလည်းကူညီမဲ့သူအပြည့်ပဲ
လူနာထေကိုကူညင်တကက် great တွေပဲနော်အောက်ခြေကိုမပါအောက်ခြေကိုမပါတကက် great တွေနဲ့ပဲဒါပေမဲ့နှောင်းချိန်ကြရင်လဲလူနာထေဘာဖြစ်မလဲဆိုစောင့်ကြည့်ပေါ့လေကြွားတာတော့မဟုတ်ဘူးအဲ့မဲ့ကျမဖြစ်ချင်တော့လေဖြစ်တာတော့အမှန်ကန်ပဲပွင့်ပွင့်လင်းလင်းပြောမယ်နော်ဘာကျမတို့ဟို8 လပိုင်းလောက်ဆိုရင်တော့ဟိုခေါင်ဝန်တူဘက်မှာကျမကိုရီးယားစကားကိုစပြီးတော့လေဟိုတင်ကြားရတဲ့ရည်ရွယ်ချက်ကလေကိုရီးယားစကားတွေရဲ့စာတန်းတွေကိုထိုးကြတာသိတယ်မလားစာတန်းထိုးခြင်းတဲ့သူမြမတန်တို့မြဝတီတို့မှာကိုရီးယားစကားတွေပြရင်အဲ့ဒီအောက်ကနေ subtitle ဘာသာပြန်တဲ့သူဖြစ်ချင်တာအဲ့တော့အဲ့ဒီ subtitle ဘာသာပြန်တဲ့သူကျမဖြစ်ခဲ့တယ်ပြီးတော့ကိုရီးယားနိုင်ငံမှာဒီ master တွေ doctor တို့ full scholar နဲ့တက်ရတဲ့သူဖြစ်ချင်ခဲ့တယ်ဖြစ်ခဲ့တယ်โอเคနော်ပြီးတော့နောက်ရည်ရွယ်ချက်ကလေဒရာမာတွေကြည့်ပြီးသွားတဲ့အခါကျမတို့ဂန်ဝန်ဒိုတို့ဂျေဂျူတို့မှာကျမတို့ဟိုဒီကန်းချီမှာလေကန်းချီနားမှာဖောက်ထားတဲ့ကားလမ်းတွေပေါ်မှာကားကိုယ့်ရဲ့ကားကိုကိုတိုင်းမောင်းပြီးတော့အဲ့လိုမျိုးပင်လယ်ကန်းချီရဲ့ကားလမ်းပေါ်ကိုကျမကသွားကြတာအခုသွားမှာပါနောက်ပိုင်းကျရင်ကျမပြပေးမယ်အဲ့တော့ကိုကားကိုကိုမောင်းပြီးတဲ့အခါအဲ့လိုပင်လယ်ကန်းချီကလမ်းကိုသွားကြတာအဲ့ဒါလည်းသွားရတယ်နော်အခုလည်းထပ်သွားအောင်မှာသွားမယ်ကိုကားကိုမောင်းပြီးလို့ပင်လယ်ကန်းချီကိုသွားနောက်တစ်ချီကတော့ကိုဖြစ်ချင်တာယာဒူးကိုရပြီးတဲ့အခါ9 ခုရှိတယ်နော်ကျမဖြစ်ချင်တာအခု3 ခုကတော့ဖြစ်သွားပြီစကောလာလည်းရတယ် subtitle ထိုးတာဘာသာပြန်တာလည်းရတယ်ဟိုဂန်ဝန်ဒိုလန်ကိုကားမောင်းတာလည်းရသွားပြီနောက်တစ်ခုကတော့ကိုဖြစ်ချင်တာဖြစ်ပြီးတော့နောက်တစ်ခုကအတ္တစတွေကိုဘာလုပ်မှာလဲနှိမ်နှဲမှာတေချာပေါက်ဖြစ်ကိုဖြစ်နေမယ်ဒါကြောင့်မလို့ကျမတို့ကစိတ်ထားမှန်မှန်နဲ့သူတစ်ပါးကိုလည်းကူညီတယ်ကိုမှန်မှန်ကန်ကန်ပဲနေတယ်ကိုမှန်ကန်ဘဲခွေးရနှောက်ရှက်လို့ရလို့လားပြောအဲကြောင့်ကျမပြောထားပဲ main ကလေးတွေနေမှန်မှန်ကန်ကန်သားနေကျမကတော့တိုက်ထုတ်မှာဘူးမှမကြောက်လာစမ်းပြီးတော့အခုပြောပြအောင်မယ်ကျမတို့ကအခုနာမည်ကြီးနေတဲ့ဟိုစားလေးစွန်ဂျေယာစွန်ဂျေဦးလေးတွားပြီးတော့သူ့ရဲ့တွားကြည့်ဖို့အတွက်သူတို့ကအခုမှမင်းသားနာမည်ကြီးကစားဆိုတော့ကျမတို့ fan meeting တွေလုပ်တဲ့အခါမှာ9,900ပဲတယောက်ကို9,900နော်တကယ်နာမည်ကြီးတွေကြတယောက်ကို3သိန်းခွဲလောက်ရှိတယ်ဟိုချောင်းဦးဆို3သိန်းခွဲလောက်ရှိတယ်ချောင်းဦးတို့ကြနာမည်ကြီးတွေဆိုတော့ချောင်းဦးတို့တွားချင်း1သိန်းခွဲဆိုမြန်မာငွေနဲ့ဆို4သိန်းခွဲလောက်ဖြစ်နေအခုဒီဗျောင်း soft ကြတော့စွန်းကျဲကြတော့လေကျမတို့ဈေးချိုတယ်လေ9,900ပဲလက်မှတ်ကိုတရက်တောင်မရှိတော့ဘူးကြာစနေတနင်္ဂနွေလက်မှတ်တောင်ကျမမရလိုက်ဘူးလက်မှတ်ကိုမရလိုက်ဘူးကြည်စားဟဲငါပဲသွားပါပြီလက်မှတ်ဝယ်တာမရတော့ဟိုကောင်မလေးတွေကဟိုကွင်းရော်တီးရတဲ့ကမင်းသမီးရဲ့ fan meeting တော့ရှိတယ်ဗျာကောင်မလေးကြစိတ်မဝင်စားဘူးသိရမလားကောင်မလေးကြတော့သွားမကြည့်ဗျောင်းစောကြတော့လက်မှတ်တိုးတာမရလိုက်ဘူးနောက်ကျသွားတယ်လက်မှတ်တွေအကုန်လုံးကုန်သွားပြီအခုလက်မှတ်တွေမရှိတော့လုံးဝညတိုင်ဝင်ကြည့်အောင်မယ်ဘယ်သူများလက်မှတ်ကလေးတွေဟိုပြန်အန်းတဲ့သူများရှိတယ်လို့ပြန်အန်းတဲ့သူရှိရင်ဝယ်မလို့သိရမလားလက်မှတ်ကို2 ရက်စလုံးပြောင်းတာပဲအဲ့ဒီစွန်းကျဲရပြီးတော့လေအဲ့ဒီမင်းသားဝတ်တဲ့အဖြူရောင်မှာဒီနာရှိတ်ပြေးတဲ့ကျမတို့ကုတ်ကလေးတွေလေရှိတ်ပြေးတဲ့အားကစားပုံစံမျိုးတွေလေ2 သိန်း2 သိန်းအကုန်ရောင်းကုန်တာဗျာသိလားဒီကောင်ရဲ့ဆန်နဲတဲ့ဆန်မဟုတ်ဘူးနော်ဒီကောင်ဝတ်တဲ့လေအပေါ်ကဟိုအားကစားကုတ်လိုပုံစံမျိုးအကုန်ကုန်တာဒါပေမဲ့ကျမရှိကိုတော့ရောက်လာခဲ့တယ်လူချင်း2 သိန်းနဲ့ဝဲမနေတော့ဘူးတော့ကျမတို့ကတော့မင်းသားတွေဆိုရင်အကုန်ဘူးတာနော်ကြံတဲ့လူဆိုစိတ်မဝင်စားဘူးကျမရှိကို2 သိန်းကျော်မင်းသားကုတ်တော့မွေတော့ပါဘူးရဲ့လို့မင်းသားတွေဆိုရင်တော့ဗာပြက်လဲသူတို့ရဲ့ fan meeting လည်းတက်တယ်အမချောင်းဦးရဲ့အမလေးဒီကမီးတွေရောအကုန်ပဲမင်းသားတွေဆိုအကုန်ဘူးတယ်မင်းသားတွေက fan meeting လည်းတက်တယ်ရှိုးပွဲလည်းသွားတယ်မင်းသားတွေဆိုဘူးတယ်အပြင်မှာဆိုရင်တော့ no စိတ်မဝင်စား
အားနဲ့ပဲလက်မှတ်ဝယ်မလို့လက်မှတ်ကိုရှာတာမရှိတော့နောက်တစ်ခေါက်ပေါ့ဘဲလို့ပြောလိုက်နောက်တစ်ခေါက်တော့သွားမှာနောက်တစ်ခေါက်ကျတော့ဒီနေရာမှာမလုပ်ဘဲနဲ့ဘယ်နေရာမှာလုပ်မလဲမသိဝယ်လေးအမှတ်တရအမလေးဈေးကြတဲ့အချိန်ဝယ်မယ်အခုကကြတော့လေဒီမှာကုတ်ကလေးကဒီဖုန်းထဲမှာထင်တယ်ဒီဖုန်းထဲမှာထင်တယ်သူဝစ်တယ်လေအဖြူရောင်မှဒီလိုအစင်းလေးလေအကုန်ရောင်းကုန်တာဝါနှစ်သိန်းတော့ဝါနှစ်သိန်းကိုအခုမြန်မာငွေနဲ့တက်ကြည့်လိုက်လေဒီနေ့ငွေစင်းနဲ့ဆိုရင်တော့6သိန်းလောက်ရှိတဲ့ဟာကိုအဲ့ကုတ်ကိုမဝယ်တော့ဘူးနောက်ပိုင်းဈေးကြတဲ့ခါကျမှဝယ်မယ်သူကအဖြူရောင်လေးမှဒီနာအနီလေးအပြာလေးရဲ့ဆင်းလေးရဲ့လေကျမကိုစောစောစီးစီးလာပြီးတော့ပြောင်းစားအင်ကြီး2သိန်းတော့ဝါ2သိန်းမဝယ်ဘူးဘူးစိန်နေဘူးစိန်ကျမတို့ကတော့ဘူးစိန်ဖွဲ့မင်းသားတွေဘူးတယ်ဖွဲ့ပါဇွန်နီလာလေးဘာဖြစ်လို့တနေကုန် active ဖြစ်နေတာလဲဆိုမိုးလင်းလာနဲ့ဘာဖြစ်တော့မိုးလင်းလာနဲ့မြန်မာပြည်မှာတော့သွားပြီးချိုစိမ့်တောက်တာပေါ့ဒီလားချိုစိမ့်လို့လက်ဖက်ကိုကတော့မိုးလင်းလာနဲ့ချိုစိမ့်လေးတွေကြည့်တာပေါ့ကုန်ပြီကော်ဖီလည်းကုန်ပြီအဲ့တော့သူများဒါကြောင့်မလို့ကောင်မလေးတွေကိုရီးယားနိုင်ငံမှာရှိတဲ့ကောင်မလေးတွေကိုပြောချင်တာပါတခုခုဆိုရင်အခုညီတောင်းလို့ရပါတယ်တချို့ကောင်မလေးတွေလည်းသိတယ်ဟိုတလောကနေပြီးအမကြီးတဲ့ဟို3,200လိန်သွားတဲ့ကောင်မလေးရှိရလေဟိုကတဲ့အမတဲ့350တဲ့သူရှိရနေငွေလွှဲလိုက်တာမရလို့တဲ့ဒါပေမဲ့အကောင်မလေးကို350ပြန်ပေးသွားတယ်သိလားအဲ့ကောင်မလေးကိုကျွန်မဖုံးခေါ်နေတာတောက်လျှောက်ကျွန်မငွေဝယ်မလို့ဝါငွေဝယ်မလို့ဆိုဒီကောင်မလုံးဝမကင်ဘူးသိလားမက်စိတ်တွေပို့တာဒါပေမဲ့ကျွန်မပြောချင်တာလေသူတို့တွေကျွန်မကိုမုန်းတာလည်းမပြောနဲ့ကျွန်မတိတ်သွားပြီဆိုရင်သူတို့ဘဝမလွယ်တော့တည်အဆုံးထိခွာမှာမတရားတာလုပ်ကြည့်အဆုံးထိခွာမှာကျွန်မကိုမတရားတာလုပ်ကြည့်နော်တတိတော်ထားအဆုံးထိခွာမှာဒါကြောင့်မလို့ကျွန်မကိုလည်းမဆဲနဲ့လို့ပြောတာဆဲရင်ဆဲတဲ့သူတွေပါလောက်တာခံရတာဗျကျွန်မညာမပြောဘူးနော်ကျွန်မကိုကျွန်မစမ်းတက်ပြီးတာဒါကြောင့်မို့ကျွန်မသူတစ်ပါးကိုမဟုတ်တာလုပ်လို့မရအောင်မဟုတ်တာလုပ်ရင်ကျွန်မခံရတယ်ဒါကြောင့်မို့ကျွန်မသူတစ်ပါးကိုမဟုတ်တာမလို့ကျွန်မခံရမှာဆိုလို့ကျွန်မကိုလုပ်ပြီးသွားလို့ခံကြတကယ်ခံရတယ်နော်ဘိန်းကိစ္စကြောင့်ပြန်ရတဲ့ကောင်လေးလည်းကျွန်မကိုဆဲထားလာတယ်တကယ်ပြောတာအဲ့ဒီမိန်းမကိစ္စကြောင့်ခံရတဲ့ကောင်လေးလည်းကျွန်မကိုဆဲထားလာတယ်ဟုတ်တယ်ကျွန်မပြောရတာကြောင့်မလို့ပြောတာအခုညီလိုချင်းဖုံးဆက်ကြပါဇိုနီလာထေးနဲ့ဆက်သွဲလို့ဘယ်သူမှအလိမ်မခံရဘူးတချို့တွေကြတော့အမှန်တရားကိုကြတော့လေသိမှာဆိုလို့လေအမှန်တရားကိုသိမှာဆိုလို့ကျမကိုမကောင်းပြောကြတယ်ကျမဘယ်သူမှလည်းမကောင်းတာလည်းလုပ်မထားပဲနဲ့သိတယ်မလားတချို့ကလည်းပြောသေးတယ်ဆက်ဆံကြည့်လိုက်တော့မဆိုးပါဘူးလက်ဆံကြည့်မဆိုးအောင်ငါတို့ကဘာလုပ် no ကော်ဖီတောင်မှသူတစ်ခွက်ကိုတစ်ခွက်သူရှင်းရင်ကိုရှင်းတာနော်မလီအကောက်မကတော့ငါရှင်းလိုက်ရတယ်ဆိုတော့အဲ့လိုမျိုးနောက်ွယ်မှာအတင်းတုတ်တော့မခံဘူးကိုကပဲဘာလုပ်လိုက်တာလဲအရင်ကောင်းရင်ရှင်းတယ်အစားကိုတဲ့ချမ်းသာတဲ့လူရှိတယ်ကိုပဲအရင်ရှင်းတာနောက်တစ်ခေါက်ကျရင်နင်းရှင်းပေါ့ကျမတငယ်ချင်းနဲ့တလတစ်ခါအမြဲတမ်းတွေ့တယ်သူလည်းအလုံးမှာတော့လေတလတစ်ခါတွေ့တယ်မလားသူတစ်ခါဝယ်ကျွေးရင်ကိုတစ်ခါဝယ်ကျွေးတယ်သူတစ်ခါဝယ်ကျွေးရနော်ဒါပေမဲ့ကိုကအိမ်နှစ်ထည်တောင်ပြန်ဝယ်ပေးလိုက်သေးတယ်ကျမတို့ကအဲ့လိုလူစားသူတစ်ပတ်ရှိရနေအဲ့လိုကျွေးပါအောင်အဲ့လိုမျိုးမို့ကိုကပဲအရင်ရှင်းတာအားနာလို့တကယ်ပြောอ่ะမှန်တဲ့စကားပြောရင်ချမ်းသာပါရစေချမ်းသာရဒါကြောင့်မလို့ကျမတို့ကအေးစစ်စစ်ပဲပြုံးပျော်ပျော်ရွှင်ရွှင်ပဲဟိုမာကြီးကိုတစ်တော့ရိုက်ပေးလိုက်အောင်မယ်ဟိုတော့ကွာရှာခရင်ကိုဝယ်ပြီးသွားတော့ဘလူးလိမ့်ရမလဲဘလူးလိမ့်ရသူတို့ကလည်းလိုင်းပေါ်မကြည့်ကြတော့လေတစ်တော်လေးလုပ်ပြီးတော့ပို့လိုက်ပါအောင်ဒီလောက်ပါပဲလို့ကျွန်မထပ်ပြီးတော့ဟိုအမျိုးသမီးလေးဘာကိစ္စနဲ့ဇွဲကြိုးချတယ်လဲဆိုတာအောင်ကျွန်မစုံစမ်းခောက်ဖုံးလေးဒီမှာခောက်ဖုံးတစ်လုံးဒါ iPhone ကျွန်မမှာနှလုံးရှိတယ်နှလုံးနဲ့မဟုတ်ဘူးဒါ Galaxy 8
တစ်လုံးရှိသေးတယ်ကိုရဲမှာတစ်လုံးရှိသေးတယ်လေးလုံးကျမပေါ်သမျှဝယ်တဲ့လူပါပေါ်သမျှဝယ်တဲ့လူဒါပေမဲ့ကျမဖုံးကင်ပေးတော့ဘယ်သူမှကင်ဖို့မစင်စားနဲ့အကုန်လုံးပါဖြစ်တစားစီကြီးကွဲအကျိန်ကျိန်ပြုတ်ကြထားလို့အကျိန်ကျိန်ပါဖြစ်မွားစီနာကင်ဟိုဆမ်ဆောင်းကစားပစ်စန်တာလဲဒီရုပ်ကိုသိထားပြီးသားအကျိန်ကျိန်ကြကွဲလို့အကျိန်ကျိန်ပြင်ရဟောလာပြန်ပြီလားနဲအေးပါဟို Apple ကုမ္ပဏီက Apple ဒီဘက်မှာ service ရှိတယ် Apple service ကလည်းလေနောက်မှအစ်စ်ပဲဝယ်လိုက်ပါတော့ဒီရောက်ပြင်းမနေနဲ့တော့အဲ့လိုပြောอ่ะနောက်မှအစ်စ်ဝယ်လိုက်ပါတော့ဒီရောက်ပြင်းမနေနဲ့အကုန်ကျမသုံးပြီးဘယ်သူမှသုံးဖို့မစင်စားနဲ့တစားစီကြေမွနေလို့အကျိန်3သိန်းလောက်ပြုတ်ကြတယ်ဘရောမယူသေးတဲ့ထဲမှာပါပါတယ်ကဲစောစောကမှစကပြန်လာလို့နောက်ရကြမှာစကပြန်နဲ့လူတွေကြောင်းပြီးအောင်